အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာက Facebook အကောင့်လော့ချနေတာကိုဘယ်လိုပြန်ဆယ်ရမလဲဆိုတာဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ဒီဥစ္စာကိုကျွန်တော်အကောင့်ထဲကျွန်တော်ဝင်ကြည့်လိုက်မယ်။ဒီမှာပေါ့နော် your account had been locked ဆိုပြီးတော့လေဒါမျိုးပြနေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီပုံစံပြမယ်ဆိုရင်ရှေ့အောက်ကဒီ castet လေးကိုလိုက်ပေါ့နော်လောက်တဲ့နီလန်ကလူတိုင်းနဲ့တူချင်မှတူပဲလူတိုင်းလည်းရချင်မှရမှာပေါ့နော်ဒီမှာကသူက confine cases your account ဆိုပြီးတော့ကျွန်တော် nice နဲ့တွားလိုက်မယ်โอเคဒါဆိုလို့ရှိရင်သူကမှဒီ3ခုရွှေ့ခိုင်းမှာနော်ကိုအကောက်ကို confine လုပ်ဖို့အတွက်ကိုကျွန်တော်ဒီ WhatsApp နဲ့ confirm လုပ်မလားဒါမှမဟုတ်ဖုန်းနံပါတ်နဲ့လားကျွန်တော်ကကြတော့ mail နဲ့ပေါ့နော် email နဲ့ကျွန်တော် email နဲ့ချိန်ကြတယ်ဒီအကောက်ကိုအဲဒါကျွန်တော်ဒီ email ကိုရွေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ A နဲ့စတယ်4နဲ့စုံတဲ့ဒီ mail တွေကိုသူကောက်ပို့ပေးမှာပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကောက်ကြမကြဒီဘက်ဖုန်းမှာကျွန်တော်ကြည့်ကြည့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီဖုန်းက Gmail မရှိဘူးပေါ့နော်ဒီ Gmail ကအနောက်တခြားဖုန်းတစ်လုံးမှာရှိနေတဲ့အတွက်ကြောင့်အဲကြောင့်မို့ဒီတခြားဖုန်းတွေကိုsecondary port တော့ဖန်လာပြီပဲနော်โอเคဒါဆိုရင်ဝင်လာပြီโอเคကျွန်တော်ရဲ့အကောက်ကဒီမှာရှိနေတယ်နော်ဒီမှာဆိုလို့ရှိရင်ဝင်လာပြီမှာ your email confirmation code ဆိုပြီးတော့လေအဲ့မှာလေးပါဒါဆိုကူထည့်လိုက်မယ်ပြီးလို့ရှိရင် dance နဲ့နေပြီးတော့ nice နဲ့တွားလိုက်မယ်နော်โอเคပြီးလို့ရှိရင်ဆိုတော့ nice step ကိုနှိုက်မယ်ဒါဆိုရင် nice ပဲဆက်သွားလိုက်မယ်ဒါ password ကတော့ password တစ်ထည့်ကြရနော်ကျွန်တော် password တစ်ခုခုထည့်လိုက်မယ်โอเคဒါဆို save ချိန်နေလိုက်မယ်နော်တော့ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒါဆိုကျွန်တော်ရဲ့ Facebook ကောက်ကပြန်ပြီးတော့ပြန်ပို့ရပါပြီနော်โอเคမိတ်ဆွေတွေလည်းတကယ်လို့ဒီလိုကြုံခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးတိုင်းလုပ်ကြည့်ပါနော်အဆင်မပြေတာရှိရင်လည်းဒီဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်